ကျွန်တော်အခုတင်ဆက်နေတဲ့ဗီဒီယိုကိုခင်ဗျားဘယ်ကနေကြည့်နေရလဲဖုန်းကနေလား tablet ကနေလားဒါမှမဟုတ်ရင်ကွန်ပျူတာကနေကြည့်နေရလားကမ္ဘာတစ်ဖက်ချမ်းကဗီဒီယိုတစ်ခုကိုစက္ကန့်ပိုင်းအတွင်းမှာခင်ဗျားအခုလိုကြည့်နေနိုင်တာဟာတာမန်လို့ထင်ရပေမဲ့ဒါဟာလူသားသမိုင်းရဲ့အကြီးမားဆုံးတည်ထွင်မှုတွေကတစ်ခုကြောင့်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့အသုံးပြုနေတဲ့ internet ဆိုတာကြီးမရှိခင်အချိန်တုန်းကသတင်းတစ်ခုရဖို့အတွက်ရက်တွေနဲ့ချီပြီးတော့ကြာတတ်ပါတယ်နိုင်ငံတကာနိုင်ငံကနေအခြားနိုင်ငံတစ်ခုကိုစာပို့ဖို့အတွက်သတင်းပတ်တွေလတွေနဲ့ချီပြီးတော့ကြာတတ်ပါတယ်ဘုဟုတုဒတွေရှာမိဖို့အတွက်ဆိုလို့ရှိရင်လည်းစာကြည့်လိုက်ကိုကျွန်တော်တို့ဒီကုသကတွားရတယ်အဲ့ဒီအချိန်တုန်းကကျွန်တော်တို့ရဲ့ကမ္ဘာကြီးကဒီကနေ့ထက်အများကြီးပိုကြီးခဲ့ပါတယ်1960ပြည့်နှစ်တွေထဲမှာသူတေသီတွေဟာကွန်ပျူတာအချင်းချင်းဆက်သွယ်နိုင်မယ့်နည်းလမ်းကိုရှာဖွေနေခဲ့ကြပါတယ်အဲ့ဒီလိုရှာဖွေကြိုးပမ်းမှုကနေ ARPANET လို့ခေါ်တဲ့အစောပိုင်း network တစ်ခုစတင်ပြီးတော့ပေါ်လာခဲ့ပါတယ်နောက်ပိုင်းမှာတော့ကွန်ပျူတာအချင်းချင်းချိတ်ဆက်နိုင်တဲ့ကွန်ရက်တွေပို့ပြီးတော့များလာခဲ့ပါတယ်ကွန်ပျူတာတွေတစ်လုံးနဲ့တစ်လုံးပို့ပြီးတော့ချိတ်ဆက်နိုင်လာတယ်နောက်ဆုံးမှာတော့ internet လို့ခေါ်တဲ့ကမ္ဘာလုံးဆိုင်ရာကွန်ရက်ကြီးဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်ခင်ဗျ internet တည်ထွင်မှုကသတင်းအချက်အလက်စီးဆင်းမှုကိုလုံးဝပြောင်းလဲပေးနိုင်ခဲ့ပါတယ်စီးပွားရေးစနစ်ကိုပြောင်းလဲခဲ့တယ်ပညာရေးစနစ်ကိုပြောင်းလဲခဲ့တယ်ဖြောပြရေးကဏ္ဍကိုလည်းပြောင်းလဲပေးနိုင်ခဲ့တာဖြစ်ပါတယ်ဒီကနေ့ခေတ်မှာဆိုရင်လူတစ်ယောက်ဟာဖုန်းတစ်လုံးရှိရုံနဲ့ပညာတွေကိုသင်နိုင်တယ်စီးပွားရေးလုပ်နိုင်တယ်ဗီဒီယိုတွေဖန်တီးနိုင်တယ်ပြီးရင်အခုလိုမျိုးကမ္ဘာအနှံ့က audience တွေစီကိုစက္ကန့်ပိုင်းအတွင်းရောက်ရှိနိုင်တယ်ခင်ဗျစဉ်းစားကြည့်လိုက်ပါလွန်ခဲ့တဲ့နှစ်ရာခဏန်းလောက်ကလူတစ်ယောက်ကိုတစ်နေ့မှာမင်းလက်ထဲကစက်ကလေးတစ်ခုနဲ့ကမ္ဘာတစ်ဖက်ခြမ်းမှာရှိတဲ့လူတန်းပေါင်းများစွာကိုစကားပြောနိုင်မယ်လို့ပြောလာရင်လုံးဝယုံကြည်ကြမှာမဟုတ်ပါဘူးဒါပေမဲ့ internet ဆိုတဲ့အရာကပဲအဲ့ဒီမဖြစ်နိုင်တာကိုဖြစ်အောင်လုပ်ပြခဲ့ပါတယ်ဘိန်းတီထွင်မှုကလူတွေကိုရွေ့ရှားစေခဲ့တယ်ပုံနှိပ်ဆက်ကအသိပညာတွေကိုဖြန့်ဝေပေးခဲ့ဂျင်နွေးငွေအင်ဂျင်ဆက်ကတော့ကမ္ဘာကြီးကိုအရှိန်မြင့်တင်ပေးခဲ့တယ်အဲ့ဒီနောက်မှာတော့ internet ကကမ္ဘာတစ်ဝန်းကလူသားအလုံးကိုချိတ်ဆက်ပေးနိုင်ခဲ့ပါတယ်ဒါကြောင့်ပဲ internet ကခေတ်သစ်ကမ္ဘာကြီးတွေကအရေးအကြီးဆုံးနဲ့အရေးအပါဆုံးတည်ထွင်မှုတစ်ခုလို့သတ်မှတ်ခံရတာဖြစ်ပါတယ်ကျွန်တော်တင်ဆက်ပေးနေတဲ့ The Invention Chronicle ရဲ့ Season 1ကတော့ဒီမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်ဒီ series မှာကျွန်တော်တင်ပြခဲ့တဲ့တည်ထွင်မှု၅ခုတွေကဘယ်တည်ထွင်မှုဟာအရေးအကြီးဆုံးအရေးအပါဆုံးဖြစ်ခဲ့လဲဆိုရဲခင်ဗျားရဲ့ထင်မြင်ချက်ကို comment မှာရေးခဲ့လို့ရပါတယ်ခင်ဗျတင်ဆက်ပေးနေတဲ့ကျွန်တော်ကတော့တက်ဂရစ်ဖြစ်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်